သူတို့ဘလို့ဘီလီယံနာဖြစ်လာကြတာလဲအပိုင်း1ဆာဒေးဗစ်ဘက်ခမ်မင်္ဂလာပါရှင်ကိုစက MM ကြိုဆိုပါတယ်ဘောလုံးသမားတယောက်ရဲ့အိမ်မက်ကကွင်းထဲမှာစုဖလားတွေကင်မြောက်ဖို့ပါဒါပေမဲ့အသက်30ကျော်လာတဲ့အချိန်မှာတော့မိကွန်းတစ်ခုကမဖြစ်မနေရောက်လာပါတယ်ဘောလုံးကစားတာရက်လိုက်ရင်နောက်ထပ်ဘာလုပ်ရမလဲကစားသမားအများစုအတွက်အငိမ့်စားယူတာဟာကြောက်စရာကောင်းတဲ့အရာတစ်ခုပါအထူးသဖြင့်နီးပြလုပ်ဖို့ဝေဖန်သုံးသပ်သူလုပ်ဖို့စိတ်ဝင်စားသူတွေအတွက်ပိုပြီးခက်ခဲပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်20အတွင်းဘောလုံးလောကရဲ့စီးပွားရေးတန်ဖိုးဟာအဆမတန်ကြီးမားလာခဲ့ပြီးရုပ်သံမိုဘိုင်းကွင်းတွေစပွန်ဆာရှစ်တွေနဲ့အခြားစီးပွားရေးအခွင့်အလမ်းတွေကြောင့်ထိပ်တန်းကစားသမားတွေဟာငယ်ငယ်ရွယ်ရွယ်ကစားသမားဘဝအတွင်းမှာပဲအလွန်အမင်းချမ်းသာလာကြပါတယ်ပြီးတော့တချို့ကအဲ့ဒီငွေကြေးနဲ့ကိုယ်ပိုင်စီးပွားရေးအင်ပါယာတွေကိုတိစောက်ပြီးဘောလုံးဝင်းတွေကအောင်မြင်မှုကိုစီးပွားရေးလောကရဲ့အထိဆက်လက်တည်ဆောင်သွားနိုင်ခဲ့ကြပါတယ်ဒီနေ့မှာအဲ့ဒီလိုအောင်မြင်ခဲ့တဲ့ဘောလုံးကျယ်ပွင့်တွေကဒေးဗစ်ဘက်ခမ်အကြောင်းကိုအတူတူကြည့်လိုက်ကြရအောင်အင်္ဂလန်မန်ချက်စတာယူနိုက်တက်နဲ့ရီယယ်မက်ဒရစ်တို့မှာကစားခဲ့ပြီးမော်ဆန်နဲ့ညာချေတစ်ချောင်းနဲ့နာမည်ကြီးခဲ့တဲ့ဒေးဗစ်ဘက်ခမ်ဟာဘောလုံးကစားသမားဘဝကနေအနားယူပြီးနောက်မှာတော့သူ့ရဲ့နာမည်ကိုကမ္ဘာအဆင့် brand တစ်ခုအဖြစ်ဆက်လက်တည်ဆောက်နိုင်ခဲ့သူပါလက်ရှိမှာဘက်ခမ်ဟာ MLS ကလပ်အင်တာမိုင်ယာမီရဲ့ပူးတွဲပိုင်ရှင်တဦးဖြစ်တယ်လို့အင်္ဂလန်လိ2ကလပ်ဆယ်ဖို့စီးတီးမှာလည်းရှယ်ယာပိုင်ဆိုင်ထားပါတယ်ဒါအပြင် Adidas, Hugo Boss, Tuta နဲ့ Safilo ကမ္ဘာကျော် brand တွေနဲ့လည်းနှစ်ရှည်လက်တွဲမှုတွေရှိထားပါတယ်။ဘက်ခမ်ရဲ့စီးပွားရေးအင်ပါယာအဓိကကျော်ယူကတော့ဇနီးဖြစ်သူဗစ်တိုးရီယာဘက်ခမ်နဲ့အတူ2014ခုနှစ်ကတည်းကတည်ထောင်ခဲ့တဲ့ Beckham Brand Holdings မှာဒီကုမ္ပဏီကသူတို့နှစ်ဦးရဲ့ commercial assets တွေ global brand license တွေနဲ့ sport investment တွေကိုစီမံခန့်ခွဲပေးနေပါတယ်။2019ခုနှစ်မှာတော့ဘက်ခမ်တို့ဇနီးမောင်နှံဟာမူလပါတနာဆိုင်မွန်ဖူလာရဲ့ရှယ်ယာကိုပါဝယ်ယူပြီးကုမ္ပဏီကို100%ပိုင်ဆိုင်လာခဲ့ပါတယ်2022ခုနှစ်မှာတော့စီးပွားရေးလုပ်ငန်းတွေကို DJRB Holding အောက်မှာပြန်လည်ဖွဲ့စည်းခဲ့ပါတယ်ဒီလိုစီးပွားရေးလုပ်ငန်းအနေနဲ့ဘက်ခမ်မိသားစုဟာနှစ်စဉ်အမြတ်ငွေတန်ပေါင်းများစွာကိုထုတ်ပေးနိုင်တဲ့အဆင့်ထိရောက်ရှိလာခဲ့ပါတယ်ဒါတွေမကသေးပါဘူးဘက်ခမ်တို့ရဲ့ Studio 99ကသူနဲ့ဗစ်တိုးရီယာတို့ရဲ့ဘဝနဲ့ကစားသမားဘဝအကြောင်း documentary တွေကိုလည်းထုတ်လုပ်ခဲ့ပါတယ်ဒေးဗစ်ဘက်ခမ်ရဲ့ Netflix documentary ဟာ2023ခုနှစ်မှာထွက်ရှိပြီးပထမဆုံးအပတ်မှာတင်ကြည့်ရှုသူ 3.8 သန်းအထိရရှိခဲ့ပါတယ်အခုနောက်ဆုံးအနေနဲ့ဘက်ခမ်ဟာ Biotech ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီးကျန်းမာရေးအထောက်အကူပြု brand IM8 ကိုလည်းပူးတွဲတည်ထောင်ထားပါတယ်အချုပ်ပြောရရင်ဒေးဗစ်ဘက်ခမ်ဟာဘောလုံးကစားသမားဘဝကိုအဆုံးသတ်ခဲ့ပေမဲ့သူ့ရဲ့ brand တန်ဖိုးကိုတော့ဆက်လက်ချဲ့ထွင်နိုင်ခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းမှာလည်းပရိသတ်တွေစိတ်ဝင်စားမယ့်ဘောလုံးကျယ်ပွင့်စီးပွားရေးလုပ်ငန်းရှင်တယောက်အကြောင်းကိုထပ်မံတင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်ကြည့်ရှုနားဆင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။